ကိုခန္ဓာတအားဝနေလို့ပိန်ချင်တဲ့လူပဲဖြစ်ဖြစ်ပိန်နေလို့ကြွက်သားလေးတွေနဲ့လှလှပပပုံပုံဖြိုးဖြိုးဖြစ်ချင်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုလူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလေ့ကျင့်ခန်းတွေကိုလုပ်တဲ့အခါကျရင်အချိန်စရာတစ်ခုတတ်မှတ်မယ် program လေးတွေနဲ့စနစ်တကျအသုံးပြုပြီးတော့မှစော့ကစားမယ်ဆိုရင်ပို့ပြီးတော့မှကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပို့ပြီးတော့မှပြောင်းလဲမှုမြန်ဆန်စေတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကအဲ့လိုအချိန်စရာတွေပါတယ်နဲ့မရှိဘူးဆိုရင်ကိုကစိတ်ပါရင်စော့လိုက်မယ်စိတ်မပါရင်မစော့ဘူးမိုတီလေးရှိတဲ့အချိန်လေးဆိုရင်စော့လိုက်မယ်တကယ်လို့ရာသီဥတုကမိုးရွာလို့အေးလို့ပူလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဆိုရင်ကျွန်တော်တို့ကနားလိုက်တာတော့မစော့ဖြစ်တာတွေပို့ပြီးတော့မှများတယ်ပေါ့နော်တကယ်လို့ကိုကဒီအချိန်စရာတွေနဲ့စနစ်တကျလုပ်ပြီးတော့မှစော့မယ်ဆိုရင်သူ့ရဲ့အချိန်ရောက်ရင်ကိုကမဖြစ်မနေစော့ရမယ်ဆိုတော့ကိုယ့်ရဲ့အသိစိတ်ကရှိနေတဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့ဒီ gym ကိုပေါ့နော်မပြတ်မကွက်လာပြီးတော့မှစော့တဲ့အလေးအကျင့်လေးတွေကိုသူကရရှိစေမှာဖြစ်ပါတယ်ပေါ့နော်ပြီးရင်သူကအဲ့လိုအချိန်စရာဆွဲပြီးတော့မှစနစ်တကျစော့တာကကိုယ့်ရဲ့တိုးတက်မှုကိုပို့ပြီးတော့မှမြန်ဆန်စေတယ်ပေါ့နော်သူကဒီဆွဲမြဲမြဲနဲ့စနစ်တကျစော့မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကိုကျွန်တော်တို့ကရလတစ်ခုကိုတိတိတတ်တာမြင်နိုင်တာဖြစ်ပါတယ်ပေါ့နော်စော့လိုက်မစော့လိုက်နားလိုက်ပြန်စော့လိုက်အဲ့ဒါတွေဆိုရင်တော့အဆင်မပြေဘူးပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ကဒီ gym ကိုစပြီးစော့တော့မယ်ဆိုရင်အချိန်စရာတွေဆွဲဖို့လိုပါတယ် program လေးတွေနဲ့စနစ်တကျစော့ပြီးဖို့လိုပါတယ်ဗျတကယ်လို့ program လေးတွေလိုအပ်တယ်ဆိုရင်လည်းကျွန်တော်စီမှာ program လေးတွေဝယ်ယူလို့ရပါတယ် program တစ်ခုကိုကျွန်တော်က9000ကျပ်နှုန်းနဲ့သတ်မှတ်ထားပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေ